မင်္ဂလာပါဗန်မှာဘန်တို့ဒီ cryptocurrency တွေပဲဖြစ်ဖြစ် Bitcoin BTC တွေကိုဝယ်ချင်ပေမဲ့ကိုများမှားဝယ်မိရင်ဘယ်လိုလုပ်မလဲဒါမှမဟုတ်ကိုဝယ်လိုက်တဲ့အခါမှာပေါ့နော်လွဲချော့ပြီးတော့မှဆုံးရှုံးသွားတာမျိုးတွေဖြစ်နိုင်မလားဒါမှမဟုတ်ရင်လည်းဘယ်လိုဝယ်ရမလဲဆိုပြီးတော့မှပေါ့နော်မသိလို့အခက်တွေ့နေတယ်ဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါနော်ဒီဗီဒီယိုမှာတော့ဗန်ကဒီ Binance application ပေါ်ကနေပေါ့နော် trade ကနေမှတစ်ဆင့် Bitcoin ကိုအဆင့်လိုက် step by step ဘယ်လိုဝယ်ရမလဲဘယ်လိုပြန်ရမလဲဆိုတဲ့အကြောင်းဝယ်လေးတွေကိုလုပ်ပြသွားမယ်နော်ဒါကဒီပထမဆုံးအချိန်ပေါ့နော် cryptocurrency ကိုဘယ်လိုဝယ်ရမလဲမသိသေးတဲ့သူတွေအတွက် knowledge sharing ပဲဖြစ်ပါတယ် investment advice တို့ဒီ financial နဲ့ပတ်သက်ပြီးတော့မှအကြံပေးတာတော့မဟုတ်ပါဘူးเนาะအဲ့ဆိုရင်ဘန်ဒီနေ့သုံးမဲ့ပေါ့နော်ဒီ spot trading ဆိုတာဘာလဲရှင်းပြမယ်နော် spot trading ဆိုတာကကြတော့ဒီလက်ငယ်အယောင်အဝယ်လောက်တာကိုပြောတာပါဥပမာလက်ငယ်အယောင်ဝယ်ဆိုတာဘန်တို့ဒီရွှေဆိုင်မှာရွှေတော့ဝယ်တယ်လို့ပဲပေါ့နော်လက်ရှိပေါက်ဈေးအတိုင်းပဲကိုကပတ်စံပေးတယ်ရွှေကိုဝယ်တယ်အဲ့ရွှေကကိုယ့်လက်ထဲကိုရောက်ပြီးတော့မှကိုယ့်ရဲ့ asset ပေါ့နော်ကိုယ့်ရဲ့ပိုင်ဆိုင်မှုဖြစ်သွားတာမျိုးပေါ့cryptocurrency မှာဆိုရင်လည်းဒီကိုမှရှိတဲ့ USDT ပေါ့နော် USD ဒေါ်လာနဲ့ညီမျှတဲ့ stable coin ကိုကပေးလိုက်တယ် BTC Bitcoin ကိုလက်ရှိဈေးနဲ့ဝယ်လိုက်တယ်အဲ BTC ကကိုယ့်ရဲ့ wallet ထဲကိုရောက်လာပြီးတော့မှကိုပိုင်ဆိုင်မှုဖြစ်သွားတယ်ပေါ့နော်ကိုယ့်ရဲ့ asset ဖြစ်သွားတယ်အဲအတွက်ဒီကိုပိုင်ဆိုင်မှုကဈေးတက်လာတယ်ဆိုရင်ကိုပစ္စည်းတက်မှုတက်လာမယ်တကယ်လို့ဈေးကျသွားတယ်ဆိုရင်လည်းကိုရဲ့ဒီပစ္စည်းတက်မှုကဈေးကျမယ်ပေါ့ဒါပေမဲ့ဒီ Bitcoin BTC ကတော့ကိုပိုင်ဆိုင်မှုအနေနဲ့ရှိနေမှာမျိုးပေါ့နော်နောက်တစ်ခုကဒီ Binance မှာ future trading ဆိုတာလည်းရှိသေးရပေါ့နော်သူကကြတော့ leverage တွေသုံးရတယ် margin ပေါ်မှာအလုပ်လုပ်ရတယ်ပေါ့နော်အဲအတွက်နည်းနည်းလေးတော့ complex ဖြစ်တယ်ပြီးရင် risk လည်းများတယ် spot ကကြတော့ဒီကိုဝယ်ထားတဲ့ပစ္စည်းကိုပဲကိုပိုင်တာဖြစ်တဲ့အတွက်ပေါ့နော်ဈေးအတက်အကျပဲရှိမယ်ကိုရင်းထားတဲ့ပမာဏဒီကိုဝယ်ထားတဲ့ပမာဏထက်တော့ပိုပြီးတော့မှဆုံးရှုံးသွားတာမျိုးတွေတော့မရှိလို့အခုမှစပြီးတော့မှဝယ်မယ်စပြီးလုပ်မယ်ဆိုရင်တော့ဒီရဲ့ spot trading ကတော့တင့်တော်တယ်ပေါ့နော်နောက်တစ်ခုကဘယ်လိုဝယ်တဲ့အချိန်မှာဆိုရင်လည်းအများဆုံးသုံးကြတဲ့နည်းလမ်းနှစ်မျိုးရှိရပေါ့သူက market order နဲ့ limit order ပဲဖြစ်တယ်ပေါ့နော် market order ဆိုတာကကြတော့လက်ရှိဒီဈေးကွက်မှာလက်ရှိပေါက်နေတဲ့ပေါက်ဈေးအတိုင်းပဲချက်ချင်းဝယ်လိုက်တာမျိုးပေါ့ကိုကဈေးစစ်နေတာမျိုးတွေလည်းမရှိဘူးအခု market မှာဖြစ်နေတဲ့ဈေးနဲ့အခုတန်းယူမယ်ဆိုတဲ့ပုံစံမျိုးပေါ့ limit order ဆိုတာကကြတော့ကိုကဒီဈေးကိုတတ်မှတ်ပြီးမှဝယ်တဲ့ပုံစံမျိုးပဲဖြစ်တယ်ပေါ့နော်ကိုဝယ်ချင်တဲ့ဈေးရောက်မှဝယ်မယ်ဆိုပြီးတော့မှကြိုတင် order တင်ထားတာပေါ့ဥပမာဆိုရင်အခုဆိုရင်ဒီရဲ့ Bitcoin က9000လောက်ရောက်နေတယ်ဆိုပေမဲ့ကိုကဒီ Bitcoin ကို6000လောက်ဈေးကျမှဝယ်ချင်တယ်ဆိုရင်6000လောက်ကို order limit တတ်မှတ်ပြီးတော့မှ order တင်ထားတဲ့ပုံစံမျိုးကိုပြောတာပေါ့နော်ဒါဆိုရင်အခုဘန်ဒီ cryptocurrency တွေထဲကပေါ့နော် Bitcoin BTC ကိုဝယ်ပြပါမယ်။ဘယ်တော့ဝယ်တော့မယ်ဆိုရင်တော့အချက်နှစ်ချက်ပြင်ဆင်ထားဖို့လိုရမယ်။ပထမတစ်ချက်ကကြတော့ Binance application ကိုသုံးမှဖြစ်တဲ့အတွက် Binance account ရှိဖို့လိုမယ်ပေါ့နော်။ပြီးရင်ဒီ KYC ပေါ့ identity ကလည်း verification အောင်မိတာဖြစ်ရမယ်။ Binance account ဖွင့်နေဗီဒီယိုကိုတော့ဘန်ဒီတက်လေးလုပ်ပြီးတော့မှပဲတင်ပေးထားမယ်နော်။ဒုတိယတစ်ချက်ကကြတော့ဘန်တို့က spot trading ကိုသုံးမှာဖြစ်တဲ့အတွက် spot wallet ထဲမှာ USDT ရှိနေဖို့လိုပါတယ် USDT ဆိုတာကြတော့ဒီ Bitcoin ကိုဝယ်ဖို့အတွက်ပေါ့နော်ဘန်တို့သုံးမဲ့ငွေကြေး currency လို့ပြောလို့ရတယ်ပေါ့ပြီးရင်ဒီမြန်မာကျပ်နဲ့ USDT ကိုဘယ်လိုဝယ်လို့ရမလဲဆိုတာတော့ဘန်ဗီဒီယိုလေးလောက်ထားပေးဖို့တာရှိတယ်ပေါ့နော်အဲ့ဒါကိုဒီ description မှာလည်း link လေးထည့်ထားပေးပါမယ်တွားပြီးတော့မှကြည့်လို့ရပါတယ်ဒါဆိုရင်ဘန်တို့အတူတူဝယ်ကြည့်ကြရအောင်နော် Binance application ထဲကနေပြီးတော့မှ trade ဆိုတာလေးကိုဝင်လိုက်ပါ trade ထဲကနေမှဘန်တို့က spot trading လုပ်မှာဖြစ်တဲ့အတွက်ဒီ spot ဆိုတာလေးကိုရွေးမယ်ပေါ့နော်ပြီးရင်ကိုက trading ပဲပေါ့ကိုမှရှိတာနဲ့ကိုဝယ်ချင်တဲ့ coin ကို coin အမျိုးအစားတွေကိုရွေးရမှာဖြစ်တဲ့အတွက်ဒီ search မှာ BTC USDT ဆိုတာလေးကိုရှာပြီးတော့မှအဲ့ရဲ့ trading ပဲကိုရွေးလိုက်မယ်ဆိုရင်ဘယ်လိုဒီ BTC USDT အယောင်းဝယ်လုပ်တဲ့ page ကိုရောက်သွားမယ်ပေါ့နော်ဒီမှာကိုကဝယ်မှာဖြစ်တဲ့အတွက်ဒီ buy ဆိုတဲ့ tab ပေါ့နော် buy အစိမ်းရောင်လေးဖြစ်နေဖို့လိုပါတယ်ပြီးရင် order မျိုးစားတွေရှိတယ်ပေါ့နော် order ဆိုရင်အခုကိုဝယ်မှာက limit order လား market order လားဆိုတာလေးတွေရှိမယ်ပေါ့နော်ခုနကပြောသလိုပဲ limit နဲ့ဝယ်ချင် limit ကိုရွေးအခုဘန်တို့ကတော့ဒီလွယ်တဲ့ market order လေးကိုပဲရွေးပြီးတော့မှဝယ်ပြမယ်နော်
ပြီးရင်ဘန်တို့ဒီ unit ကိုရွေးလို့ရတယ်ပေါ့နော် unit ဆိုတာကကြတော့ကိုက BTC ဘယ်လောက်ဖို့ဝယ်ချင်တာလဲဆိုတာကိုရွေးမှလားဒါမှမဟုတ်ရင်လည်း USDT ဘယ်လောက်ဖို့ဝယ်မယ်ဆိုတာကိုရွေးချင်တာလားဆိုပြီးတော့မှရွေးလို့ရတယ်ပေါ့နော်ပထမဆုံးကျင့်ဝယ်မှာဆိုရင်တော့ဘန်တို့ဒီ amount နည်းနည်းလေးနဲ့ပဲဝယ်ကြည့်ကြမယ်နော်ဒါဆိုရင်ဘန်ကတော့အခု USDT ကိုပဲရွေးပြီးတော့မှ USDT 20ဖို့ဝယ်ပြမယ်နော်အဲ့မှာဆိုရင်ဘန်တို့ဒီရဲ့ဘိုင်းဆိုတာကိုနှိပ်လိုက်တာနဲ့တော့သူကတခါတည်းတန်းဝယ်တော့မှာပေါ့နော်ဒါဆိုရင်ဒီဘိုင်းလေးကိုနှိပ်လိုက်မယ်ဆိုရင်ဘန်တို့ဝယ်ပြီးသွားပြီပေါ့အော်ဒါပြီးသွားပြီပေါ့နော်အဲ့ဒါကိုဒီအောက်က access ထဲကနေပြီးတော့မှဒီ spot ထဲမှာပေါ့နော်ကိုယ့်ရဲ့ access တွေကိုလည်းကြည့်လို့ရပါတယ်ဒီထဲမှာဆိုရင်မတို့ BTC ဝယ်ထားတာလေးပေါ့နော်ခုလေးတွေမှာ BTC ဝယ်ထားတဲ့ပမာဏလေးကိုတွေ့ရမယ်ပေါ့နော်trading fee အနေနဲ့ဆိုရင်လည်း Binance မှာကတော့ဒီ 0.1% လောက်ပဲပေါ့နော်အဲဝင်ကျင်လောက်ပဲယူတာမို့လို့အရန်များတယ်လို့တော့ပြောလို့မရဘူးပေါ့နော်ဒါဆိုရင်တော့ဘန်တို့ဒီက market order လေးနဲ့ BTC ကိုဝယ်ပြတာလေးပဲဖြစ်ပါတယ်အဲ့ဒါဆိုရင်ဘန်တို့ဝယ်ပြီးသွားပြီဆိုရင်ကြတော့ဒီကိုပြန်ရောင်းတဲ့နေကိုလည်းသိဖို့လိုအပ်တယ်ပေါ့နော်တကယ်တော့ရောင်းတာနဲ့ဝယ်တာနဲ့ကတော့ပြောင်းပြမှာပဲစောကဘန်တို့ရဲ့ဒီ BTC USDT ဆိုတဲ့ page မှာပဲပေါ့နော် sell tab ပေါ့နော်ဒီအနီရောင်လေးကိုနှိပ်လိုက်ပါ order type ကလည်းခုနကပုံစံတိုင်းပဲပေါ့နော် market ကိုပဲရွေးလိုက်ပါမယ်ပြီးရင်ကိုဒီရောင်းချင်တဲ့ BTC ပမာဏကိုရိုက်ထည့်လို့ရတယ်လို့ပေါ့နော်တကယ်လို့ကိုကဒါကိုအကုန်လုံးပြန်ရောင်းချင်တယ်ဆိုရင်လည်းဒီအောက်က slider လေးကိုပေါ့နော်အဆုံးထိပေါ့ 100% ဆွဲလိုက်လို့ရပါတယ်ပြီးရင်အားလုံးတစ်ချက်စစ်ကြည့်လိုက်လို့ပေါ့နော်ဒါကအဆင်ပြေပြီဆိုရင်တော့ဒီရဲ့ sell BTC လေးကိုနှိပ်လိုက်ပါအဲဒါဆိုရင်တော့ BTC လေးကရောင်းပြီးတော့ပြောမှာကိုစီကိုဒီ USDT လေးပြန်ရောက်လာနိုင်မယ်ပေါ့နော်ကိုဒီရောင်းထားဝယ်ထားတာတွေအကုန်လုံးကိုလည်းဒီအောက်က history လေးမှာတော့ပြန်ပြီးတော့မှကြည့်လို့ရတယ်နော်ဒါဆိုရင်ဘန်တို့ဒီအယောင်အဝယ်တွေလည်းလုံးလို့အဆင်ပြေသွားပြီဆိုရင်အခုမှစပြီးတော့မှလုံးမဲ့သူတွေအတွက်အမားနဲ့အောင်လို့တတိထားရမယ့်အချက်လေးတွေလည်းရှိရပေါ့နော်ပထမဆုံးတတိထားမှာကြတော့ဒီ trading pair ကိုမမားရွေးမိစေဖို့ပဲပေါ့နော်ကိုက BTC ဝယ်မှာဆိုရင်BTC BNB ဒါမှမဟုတ်ရင်လည်း BTC BUSD တို့ကိုမရည်ရွယ်ဘဲနဲ့ရွေးမိတတ်တယ်ပေါ့နော် trading pair ဆိုတာကကြတော့ဒီကိုအသုံးပြုမဲ့ currency နှစ်ခုကိုပြတာဖြစ်တဲ့အတွက်ကိုက USDT နဲ့ BTC ကိုဝယ်ချင်တာဆိုရင် BTC USDT pair ကိုပဲရွေးဖို့လိုမယ်ပေါ့နော်နောက်တစ်ခုကကြတော့ကိုကဒီ spot အစား future ထဲကိုရောက်မသွားစေဖို့တတိထားဖို့လိုတယ်ပေါ့နော် future ထဲမှာကြတော့ leverage တွေကိုအသုံးပြုပြီးတော့လုပ်ရတယ်နောက်တစ်ခါကျတော့ margin လိုတယ်ပြီးရင် liquidation ဆိုတာတွေလည်းဖြစ်နိုင်တယ်ပေါ့နော်အဲအတွက်ကြောင့် risk ကများတယ်အဲအတွက်ကြောင့်ကိုကဒီ spot မှာဖြစ်နေတာတခြားလားဆိုတာလေးကိုလည်းစစ်ပြီးတော့မှ trade ကိုလုပ်ပေါ့နော်နောက်ထပ်တစ်ခုကကြတော့ဒီ fee တွေပေါ့နော် fee ကလည်းဘာတွေလဲဆိုတာနားလည်ဖို့လိုတယ်ပေါ့ fee မှာဆိုရင်ကြတော့ trading fee ဆိုတာကကြတော့ဒီကိုဝယ်တိုင်းရောင်းတိုင်းအဲ့ချိန်တွေကိုပေးရတဲ့အမျိုးအစားဖြစ်ပြီးတော့မှ Binance မှာဆိုရင်တော့များသောအားဖြင့်ဒီ 0.1% ဝန်းကျင်လောက်ပဲရှိတယ်ပေါ့နော်နောက်တစ်ခုက withdraw fee ဆိုတာလည်းရှိရပေါ့သူကကြတော့ဒီကိုယ့်ရဲ့ cryptocurrency တွေကိုအခြား wallet ဒါမှမဟုတ်ရင်လည်းအဲ့ချိန်တစ်ခုခုကိုပို့ချင်တဲ့ချိန်မှာပေးရတာဖြစ်တယ်ပေါ့နော်အဲဒါကြောင့်မို့လို့ဒီ trading fee နဲ့ withdraw fee ကတော့မတူဘူးဆိုတော့လည်းနားလည်ဖို့လိုတယ်လို့ဒီကို withdraw တွေလုပ်တဲ့အခါမှာဆိုရင်လည်းတစ်ခါလေကြာရင်ဒီ network fee တွေပါနိုင်တာကိုလည်းသိထားဖို့လိုတယ်ပေါ့နော်ပြီးရင်တော့ပထမအကြိမ်စတာအခုမှစလုပ်တာဆိုရင်အများကြီးမဝယ်သေးပဲနဲ့ပေါ့နော်ပမာဏနည်းနည်းလေးနဲ့ဒါဆန်းပြီးတော့မှလုပ်ကြည့်ပါ confirm မလုပ်ခင်မှာဆိုရင်လည်းကိုယ့်ရဲ့ trading pair ကမှန်လား spot ထဲမှာဟုတ်သလား amount ကရောမှန်လား order type ကရောမှန်လားဆိုတာကိုလည်းတစ်ချက်စစ်ကြည့်ပေါ့နော်ပြီးတော့မှ security အနေနဲ့ဆိုရင်လည်းကိုယ့်အကောင့်လုံခြုံရေးအတွက်ဒီ two factor authentication ပေါ့ 2FA တွေကိုမဖြစ်မနေဖွင့်ထားဖို့လိုပါတယ်နောက်ထပ်အရေးကြီးတာကြတော့ကိုယ်အဆုံးရှုံးခံနိုင်တဲ့ပမာဏထက်ပိုပြီးတော့မှတော့ trade တို့ invest တို့မလုပ်ဖို့လိုတယ်ပေါ့နော် emotional trading လည်းမဖြစ်သွားဖို့လိုပါတယ်ဒါဆိုရင်တော့ဒီနေ့ဗီဒီယိုလေးမှာတော့ spot trading အကြောင်းနဲ့ဒီ BTC ကိုဘယ်လိုဝယ်လို့ရောင်းလို့ရတယ်လဲဆိုတာလေးကိုနားလည်သွားမယ်လို့မျှော်လင့်ပါတယ်နားမလည်တာရှိရဆိုရင်လည်း comment မှာမေးခဲ့လို့ရပါတယ်เนาะအခုလိုမျိုး knowledge sharing လေးတွေစိတ်ဝင်စားနေဆိုရင်လည်း band ကို subscribe နဲ့ follow လေးလုပ်ထားပေးပါအောင်เนาะအားလုံးကျေးဇူးတင်ပါတယ်